GD ကောက်တကောက်ဝင်ဖို့ဘာတွေလိုအပ်မလဲ GD ကောက်တကောက်ဖွင့်တဲ့အခါမှာဘာတွေတတိထားမလဲနဲ့ GD ကောက်တကောက်ကိုကိုယ်တိုင်ဖွင့်လို့ရမလားဆိုတဲ့အချက်တွေကိုဒီနေ့မှာတော့ Alice က GD ကောက်တကောက်ကိုကိုယ်တိုင်ဖွင့်လို့ရမယ်ဆိုတာကိုရှင်းပြပေးမှာပါကဲဟုတ်ပြီအဲ့တော့ Alice တို့ GD ကောက်တကောက်ကိုဖွင့်တော့မယ်ဆိုရင်အရင်ဆုံးဒီ Google search bar မှာ GD ကောက်ဆိုပြီးတော့ရိုက်ချလိုက်ပါပြီးပြီဆိုရင်တော့ပြီးပြီဆိုလို့ရှိရင်တော့ GD home ဆိုတာလေးကိုဝင်လိုက်ပါ GD home နဲ့ကိုရောက်ပြီဆိုရင်တော့ခုလိုမျိုးပုံမှာပြထားတဲ့အတိုင်းလေးတွေ့ရလိမ့်မယ်ပေါ့နော်ကိုကခုမှ GD အကောက်ကိုစပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ science ဆိုတာလေးကိုနှိပ်လိုက်ပါဆိုတော့ science ဆိုတာကိုနှိပ်တဲ့နေရာမှာခုလိုမျိုး email နဲ့ password ဆိုတာလေးကကြာလာပါလိမ့်မယ်ဆိုတော့ email ဆိုတာကတော့ကိုမှယူပြီးသားGmail တစ်ခုကိုထည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ mail တစ်ခုကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့ Alice တို့ password တစ်ခုဖန်တီးရမှာပဲဖြစ်ပါတယ် password တစ်ခုဖန်တီးတဲ့နေရာမှာလည်းသူအောက်မှာပြောထားတဲ့အတိုင်းဒီအနည်းဆုံး password က6လုံးဖြစ်ရမယ်ပြီးရင်တော့အနည်းဆုံး number တစ်ခုတော့ပါရမယ်ပေါ့နော်0 to 9က number ပါရမယ်ပြီးရင်တော့ letters တွေပါရမယ်အဲ့လိုမျိုးသူပြောထားတဲ့အချက်လေးတွေပါပြီဆိုရင်တော့ Alice တို့ရဲ့ password တစ်ခုရပါပြီဆိုတော့ဒီ email နဲ့ password နောက်ပိုင်းနေမှာကို GD ကောက်ကိုပြန်ဝင်တဲ့အခါတွေတိုင်းမှာသုံးရမယ် email နဲ့ password ဖြစ်တဲ့အတွက်ကြောင့်မို့တည်တည်ချာချာလေးမှတ်ထားစေချင်ပါတယ် okay ဟုတ်ပြီဒါလေးပြီးရင်တော့ create account ဆိုတာလေးကိုနှိပ်လိုက်ပါ okay ဟုတ်ပြီ create account ဆိုတာလေးကိုနှိပ်ပြီးပြီဆိုရင်တော့ခုလိုမျိုးပဲAlice တို့ရဲ့ personal information တွေကိုထည့်ရတော့မှာပဲဖြစ်ပါတယ်ဆိုတော့သူကနိုင်ငံမေးပါတယ်ဒီ country ဆိုတဲ့နေရာမှာတော့ Alice တို့ကူရှိနေတဲ့နိုင်ငံကိုရွေးပေးရမှာပါဆိုတော့ okay ဟုတ်ပြီ so မြန်မာဆိုတာကိုနှိပ်ပြီးမယ်ပြီးရင်တော့ date of birth ကတော့ကိုယ့်ရဲ့မွေးနေ့မွေးလရဲ့မွေးရက်ကနှစ်ကကိုယူပေးရမှာပဲဖြစ်ပါတယ်ဆိုတော့လာပေါ့နော်ဆိုတော့ခုလိုမျိုးဒီမွေးနေ့မွေးလဒီရေးတဲ့အခါမှာ Alice တို့အနေနဲ့တတိထားမှာတခုရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်တချို့ကဒီဘယ်လိုပြောမလဲမှတ်ပုတ်တွေနဲ့ကမွေးနေ့နဲ့အပြင်ကမွေးနေ့နဲ့ကတူမနေတာတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးရှိနေပြီဆိုရင်တော့ကိုရဲ့မှတ်ပုတ်တွေနဲ့ကမွေးနေ့ကိုပဲအတီးယူပေးရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စောင်းမသားပြည်တဲ့ကအမျိုးတွေမှာ Alice တို့ကမွေးနေ့ဒီမှတ်ပုတ်တွေကိုပြရမှာဖြစ်တဲ့အတွက်ကြောင့်မို့မှတ်ပုတ်တွေနဲ့ကမွေးနေ့နဲ့သူတို့ကတူမတူတိုက်စစ်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကြောင့်မို့အကောက်စားဖွင့်ဆိုကြတဲ့ကကိုယ့်ရဲ့အပြည့်အမွေးနေ့နဲ့မှတ်ပုတ်တွေနဲ့ကမွေးနေ့တွေကမတူနေဘူးဆိုရင်တတိထားပြီးတော့မှတ်ပုတ်တွေနဲ့ကမွေးနေ့လိုက်ပဲဖြစ်လို့ပါတယ်ပြီးတော့ရေအားဆွဲနေရမှာခုနှစ်လေးရေးဖို့လိုတယ်ပေါ့နော် okay so တော့ဒီလိုမျိုးလုပ်ပြီးတဲ့နောက်မှာတော့ Alice တို့ကိုဒီကိုယ့်ရဲ့ဒီနာမည်တွေနဲ့ပတ်သက်ပြီးတော့ personal information နဲ့ပတ်သက်ပြီးတော့သူတို့ဆက်ပြီးတော့မိခိုးလေးတွေမေးတယ်ပေါ့နော်အဲ့တော့တစ်ခုချင်းစီကိုဖြည့်ကြည့်ကြရမယ်အဲ့တော့ပထမဆုံးအနေနဲ့ first name အဲ့တော့ first name ဆိုတာတော့ကိုယ့်ရဲ့နာမည်ပေါ့နော်အဲ့တော့တစ်ခုစဉ်းစားကမြန်မာပြည်ကဒီမြန်မာနာမည်တွေမှာပေါ့နော်မြန်မာနာမည်တွေမှာက first name ရယ် first name second name last name ဆိုပြီးတော့ခွဲထားတာမျိုးမရှိပါဘူးဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ကိုကနာမည်သုံးလုံးရှိတဲ့သူတွေဆိုလို့ရှိရင်first name မှာနေရနာမည်နှလုံးထည့်လိုက်တာတို့ပြီးမှနောက်ဆုံး last name မှာနာမည်တစ်လုံးထည့်လိုက်တာတို့ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ first သူပြောသလိုပဲ first name last name လို့သွားပြီးရေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်နာမည်တွေကမှားနိုင်တယ်ပေါ့နော်ဥပမာကြည့်ပါတော့အဲ့တော့ first name မှာ voice အမှန်အဲ့တော့ Alice အနေနဲ့ဆိုရင်တော့ first name မှာ Alice လို့ရေးပြီးတော့ second name မှာ8ကိုရေးလိုက်ပါမယ်ဒါဆိုရင်တော့ okay ပါပြီအဲ့လိုမဟုတ်ဘဲနဲ့နာမည်သုံးလို့ရှိတဲ့လူတွေအနေနဲ့ဆိုရင်တော့ဒီနေရာမှာနာမည်နှလုံးကိုရေးမယ်နာမည်နှလုံးကိုရေးမယ်ပေါ့နော်ပြီးမှဒီနေရာမှာနာမည်နှလုံးကိုရေးလိုက်ပါမယ်အဲ့လိုမလုပ်ဘူးဆိုရင်တော့ Alice တို့အနေနဲ့နာမည်ကနှလုံးနဲ့ထွက်လာပြီးတော့နာမည်မှားတာတွေဖြစ်နိုင်ပါတယ်အဲ့တော့အထူးဂရုပြုဖို့လိုပါတယ်ပြီးရင်တော့ဒီမှာ mail တွေပေါ့နော်အဲ့တော့ဒီ mail address အနေနဲ့ဆိုလို့ရှိရင်တော့ဒါကတော့ကိုယ့်ရဲ့Gmail email ကိုရေးပေးရမှာဖြစ်ပါတယ် okay ဟုတ်ပြီဆိုတော့နောက်တစ်ခုကတော့ optional လို့ပြောရဖြစ်တဲ့ကြောင့်မထည့်တော့ပါဘူးပြီးရင်တော့ city ရှိရပေါ့နော်အဲ့တော့ city ကတော့ကိုနေတဲ့
ဟာကိုအနေနဲ့မြို့ကိုထည့်ရမယ်ပြီးရင်တော့ရန်ကုန်ယူထားပြီဆိုလို့ကျွန်တော်ရန်ကုန်ရဲ့စစ်ကုတ်ကို Alice တို့အနေနဲ့ဒီ Google မှာပဲရန်ကုန်စစ်ကုတ်ဆိုပြီးတော့ရှာလိုက်တာနဲ့အနည်းဆက်ဆုံးစစ်ကုတ်တွေကြာလာပါလိမ့်မယ်ဆိုတော့ဒါလေးအဖြည့်ပြီးဆိုတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုဖြည့်လိုပါတယ်ခုလိုမျိုးဖုန်းနံပါတ်တွေဖြည့်ပြီးပါညာဆိုရင်တော့ Alice တို့အနေနဲ့agree ဆိုတာလေးကိုပေါ့နော် yes I agree to the policy ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးရင်တော့ continue ဆိုတာလေးကိုနှိပ်ပါမယ် okay so အဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုရင်တော့ခုလိုမျိုးget guidance နဲ့ support ဆိုပြီးတော့ခုလိုလေးမေးလာတယ်ပေါ့နော်အဲ့လိုဆိုရင်တော့ Alice တို့ဒါလေးကိုနှိပ်မယ်ပြီးလို့ရှိရင်တော့ continue လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့သူမေးတယ်လို့ပဲ testing location တွေပါပေါ်ကြလားဆိုလဲ yes continue နှိပ်မယ်ပြီးရင်တော့မြန်မာမှာပဲထားတယ်ပေါ့နော်ပြီးရင်တော့ are you already enrolled or interested in attending GED class ဆိုတော့ yes ကိုကဒီ GED class တွေကိုလေ့လာထားလားဆိုရင်တော့လေ့လာထားရင် yes ပါပြီးရင်တော့ continue လေးနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီမှာဆိုရင်တော့ရန်ကုန်တို့ကိုပြောခဲ့တာဖြစ်တဲ့ကြောင့်မို့ဒီရန်ကုန်မှာရှိတဲ့တက်စံတာလေးတွေကိုသူတို့အနီးတစ်ဝိုင်းမှာပေါ့နော်ရှိတဲ့ဟာလေးတွေကိုသူတို့ပြထားပေးပါတယ်โอเคဟုတ်ပြီပြီးရင်တော့ Alice တို့ continue လေးနေပါမယ်အဲ့တော့သူကဒီမှာ that what is this term mean ပေါ့နော်အဲ့တော့ဒီမှာဆိုရင် I wish was pre center later ပေါ့နောက်မှယူမယ်ဆိုပြီးတော့ပဲ continue လေးနှိပ်လိုက်ပါမယ် and then next ပြီးလို့ရှိရင်တော့ have you started study ဆိုတဲ့နေရာမှာကိုကဒါကတော့ကိုကြိုက်တာယူလို့ရပါတယ်ကိုရဲ့ option ကိုမူတည်ပြီးတော့ယူလိုက်တယ် Alice ကတော့ second option ကိုယူလိုက်ပါတယ် yes I am currently studying in GED class ပါလေးကိုနှိပ်လိုက်ပါတယ်ပြီးရင်တော့ဒါကလည်းဘာဖြစ်လို့ဒီပါဆိုပြီးသူမေးတာပေါ့နော်ဒီမှာဆိုလို့ရှိရင်လေ study guide is like study GED that no I'm just browsing ပဲနှိပ်လိုက်ပါတယ် okay and then next အားလုံးပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်တော့ Alice တို့ရဲ့ကိုပိုင် GED အကောင့်လေးကိုဖန်တီးလို့ပြီးသွားပါပြီဆိုတော့ဒါကတော့ Alice ရဲ့ GED ဆိုတော့ကဖန်တီးလိုက်တဲ့ GED ကိုပိုင်အကောင့်လေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ GED အကောင့်တစ်ကောက်ကိုဘယ်လိုမျိုးလွယ်လွယ်ကူကူနဲ့ကိုယ်တိုင်ဖွင့်လို့ရမလဲဆိုတာကိုဒီဗီဒီယိုကြည့်လိုက်ခြင်းအပြင်အကြမ်းမြင်နားလည်သဘောပေါက်ပါမယ်လို့ယုံကြည်ပါတယ်ဆိုတော့နောက်တဲ့ဗီဒီယိုတွေမှာလည်း GED နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို share ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ Alice ရဲ့ YouTube channel ကို subscribe လုပ်ပြီးတော့နောက်တဲ့ဗီဒီယိုအသစ်တွေကိုစောင့်မျှော်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်